မြန်မာနိုင်ငံကိုဖျားပထိုးတွေပေါ်များတဲ့နိုင်ငံလို့လူသိများကြပြီမဲ့နေဝင်သွားတဲ့အခါမှာတော့ပိုပြီးမှောင်မိုက်တဲ့ကဘာတစ်ခုပေါ်ထွက်လာတတ်ပါတယ်မြန်မာရိုးရာပမိနွေထဲမှာအကြောက်ဆုံးဝိညာဉ်တွေအကြောင်းကိုလေ့လာကြည့်အောင်ပါပထမဆုံးကတော့မင်းစားဟင်းစားပဲဖြစ်ပါတယ်သူတို့ကတာမန်တရေတစီတွေမဟုတ်ကြပါဘူးရုတ်တရက်တေဆုံးသွားသူတွေဒါမှမဟုတ်မတော်တဆမှုတွေနဲ့ကြမ်းကြမ်းတမ်းတမ်းတေဆုံးသွားခဲ့ရသူတွေရဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်ဒီတတဝါလေးတွေကတစ်ပင်အိုကြီးတွေရဲ့အရေးအောက်မှာပုံအောင်နေတတ်ပြီးစိတ်သက်ပြောညံ့သူတွေကိုပုတ်ကပ်ဖို့စောင့်ဆိုင်နေတတ်ကြတာပါသူတို့ကတင့်ကို6လန်ရုံနဲ့မဟုတ်ဘဲတင်ကိုယ်တိုင်သူတို့လိုမျိုးဖြစ်သွားတဲ့အထိတင့်ရဲ့စွမ်းအင်တွေကိုစုပ်ယူစားတော့တတ်ကြပါတယ်နောက်တစ်ခုကတော့တရေဟိန်စားပဲဖြစ်ပါတယ်အရက်အမောင်အလွန်ရှည်ပြီးစပင်တွေရှုပ်ပွားနေတဲ့အပြင်ပုတ်ပွားနေတဲ့အည်ပြောင်းတွေနဲ့မဲမောင်နေတဲ့ပုံတံတွေရှိကြပါတယ်ဒီအကောင်ကြီးတွေကရွာပြင်တွေနဲ့တွတ်တန်တွေကြော်ပိုက်မှာလှဲလဲသွားလာနေတတ်ကြတာပါရှေးလူကြီးတွေပြောစကားအရညဘက်တော်ထဲမှာထူးဆန်းတဲ့လေချွန်တန်ကြားရလေပြန်ပြီးလေမချွန်မိပါသေးနဲ့အဲ့ဒါကတရေကတင့်ကိုတင်ချိုင်းတဲ့အထိခေါ်ဆောင်နေတာဖြစ်လို့ပါပဲနောက်ဆုံးကတော့စိတ်မကောင်းစရာဇလန်းရှိတဲ့ပုတ်ပါမယ်တော်ဟိန်စာပုတ်ပါမယ်တော်ပဲဖြစ်ပါတယ်သူမကပုတ်ပါတောင်မှာနေထိုင်ခဲ့တဲ့တကိုးကြီးတွေဘလူးမတူဖြစ်ပါတယ်ဒီမယ်တော်ကပန်းတွေကိုပဲစားသုံးသူဖြစ်ပေမဲ့ဘရင်တစ်ပါးရဲ့ရက်ဆက်တဲ့တစ္ဆာပေါင်မှုကိုခံခဲ့ရပြီးနောက်မှာတော့ရင်ကွဲ့နာကြပြီးတေဆုံးသွားခဲ့ရပါတယ်အခုဆိုရင်တော့သူမဟာလှပသလိုတစ်ဖက်မှာလည်းကြောက်မဲ့ဖွယ်ကောင်းတဲ့တကိုးကြီးနတ်တစ်ပါးအထီစိုးစံနေပါတယ်သူမကိုစော်ကားမိရင်တော့ဘသူနဲ့မှမတူတဲ့အမျက်တော်တာကိုခံစားရပါဖြစ်ပါတယ်မြန်မာနိုင်ငံမှာတရေပုံမြင်တွေကိုကြောက်ဖို့အတွက်တင်ပြောကြတာမဟုတ်ပါဘူးကျွန်တော်တို့ကဘာနဲ့တမ်မလွန်ကဘာကြားကအကအကွဲဟာအလွန်ကိုပါလွှတယ်ဆိုတာကိုတတိယကြီးဟိုအတွက်ပြောပြကြတာဖြစ်ပါတယ်ဘယ်အကောင်ကတင့်ကိုအကြောက်ဆုံးဖြစ်စေတယ်လဲမှတ်ချက်မှာပြောပြသေးခဲ့ပုံနော်